မင်္ဂလာပါရှင် Sunday with Mindful Pama ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီတစ်ပတ်မှာတော့ Sinking Land ဆိုတဲ့ခေါင်းစဉ်အောက်ကနေပြီးတော့ကြားရောက်လာတဲ့မြို့ကတော့ Philippines နိုင်ငံရဲ့မနီလာဆိုတဲ့မြို့ပဲဖြစ်ပါတယ်ဒါဆိုရင်ဒီတစ်ပတ် Sunday မှာမနီလာမြို့ကဘယ်လိုမျိုးကုန်းမြေတွေတဖြည်းဖြည်းနှိမ့်ဆင်းနေလဲဆိုတာကိုကျွန်မခင်ကနေပြီးတော့ပြပြပေးသွားပါမယ်ဒီဆောင်ပါကိုရေးသားသူကတော့ Mindful Pama ရဲ့ volunteer တဦးဖြစ်တဲ့အမရာကရေးသားထားတာပဲဖြစ်ပါတယ်ရှင်မနီလာဆိုတဲ့မြို့ကဖိလစ်ပိန်းနိုင်ငံရဲ့မြို့တော်တစ်ခုဖြစ်တဲ့အပြင်နိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုစသဖြင့်အဖက်ဖက်ကနေအချက်အချာကျနေတဲ့မြို့တော်တစ်ခုလည်းဖြစ်ပါတယ်မနီလာမြို့ဟာမနီလာပင်လယ်အော်ဝန်းရံထားတဲ့ကမ်းရိုးတန်းဒေသတစ်ခုဖြစ်ပြီးတော့လူနေအိမ်အဆောက်အဦများပြားတဲ့အပြင်လူဦးရေတိတ်တဲတဲ့မြို့တစ်ခုလည်းဖြစ်ပါတယ်သိပ္ပံပညာရှင်တွေရဲ့ရှာဖွေတွေ့ရှိမှုတွေအရကမ္ဘာဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများပြားလာမှုတွေကြောင့်ရာသီဥတုပြောင်းလဲမှုတွေဖြစ်လာပြီးတော့ကမ္ဘာကြီးကိုပုံမပူနွေးလာစေလို့ရေခဲတောင်ပြိုကျတာတွေကမ္ဘာပင်လယ်မျက်နှာပြင်ပူနွေးလာလို့ရေတုတွေမြင့်တက်လာတာတွေအဆရှိတာတွေကြောင့်ကမ္ဘာပင်လယ်မျက်နှာပြင်ဟာတစ်နှစ်ကို 73.24 မီလီမီတာနှုန်းနဲ့မြင့်တက်လာပါတယ်။ဒါကြောင့်မနီလာပင်လယ်အော်ရဲ့ရေမျက်နှာပြင်ဟာလည်းထိုနည်းအတူမြင့်တက်လာနေပါတယ်။မနီလာမြို့ရဲ့မြေပြင်ဟာဆိုရင်လူနေထူထပ်မှုများပြားပြီးတော့မြေအောက်ရေအလွန်ကျွံသုံးစွဲမှုတွေကြောင့်တစ်နှစ်ကို10 စင်တီမီတာလောက်အထိနှိမ့်ဝင်နေပါတယ်။ပြင်းပြင်းထန်ထန်ရေကြီးမှုတွေကကမ်းရိုးတန်းဒေသတစ်လျှောက်မှာအနှစ်20ကိုတစ်ခါလောက်ဖြစ်ပေါ်လာနိုင်ပြီးတော့တချို့နေရာတွေမှာဆိုရင်10နှစ်တစ်ခါလောက်အထိပြင်းထန်တဲ့ရေကြီးမှုတွေဖြစ်နိုင်ပါတယ်။သိပ္ပံပညာရှင်တွေရဲ့ခန့်မှန်းချက်တွေအရမနီလာမြို့ဟာဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့မြေအောက်ရေအလွန်အကျွံသုံးစွဲမှုကိုရှော့ချဖို့စူးစမ်းနေရင်တောင်မှမြို့ရဲ့ပင်လယ်ရေမျက်နှာပြင်ဟာ2100ခုနှစ်ရောက်ရင်8လက်မပေါ့နော်မီတာအားဖြင့်တော့1.12လောက်အထိမြင့်တက်လာနိုင်ပြီးတော့အခြားဖိလစ်ပိန်းကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ Navotas မြို့ရဲ့မြေပြင်20%မလဘွန်မြို့ရဲ့မြေပြင်18%မနီလာမြို့ရဲ့မြေပြင်9%ဟာအချိန်ပြည့်ရေကြီးမှုတွေကိုခန်းစားရတော့မှာဖြစ်ပါတယ်။ဟုတ်ပြီအခုလိုမျိုးဖြစ်လာခဲ့မယ်ဆိုရင်ဒီငါးဖမ်းသမားတွေရေလုတ်သားတွေအပြင်ကမ်းရိုးတန်းဒေသမှာနေထိုင်နေကြတဲ့လူဦးရေ64သိန်းရှိတဲ့လူတွေဟာပင်လယ်မျက်နှာပြင်မြင့်တက်လာတာနဲ့အမျှအိမ်ချေအိမ်ယာတွေအိုးအိမ်တွေဆုံးရှုံးမှုတွေနဲ့အတူအသက်ဘေးရန်တွေအထိပါကြုံတွေ့လာရနိုင်ပါတယ်လူနေထူထပ်တဲ့နေရာတွေမှာဆိုရင်လေလူနေအိမ်တွေစက်ရုံတွေနဲ့စီးပွားရေးအချက်အခြာကျတဲ့နေရာတွေပျက်စီးမှုတွေကြောင့်American dollar 39သိန်းလောက်အထိဆုံးရှုံးမှုတွေဖြစ်လာနိုင်ပါတယ် GDP ဆိုတာကတော့ Gross Domestic Product ဆိုတာတစ်နှစ်တာအတွင်းထုတ်လုပ်တဲ့ကုန်စည်ရဲ့ဝန်ဆောင်မှုအလုံးရဲ့စုစုပေါင်းတန်ဖိုးကိုခေါ်ပါတယ်အဲဒါကြောင့်မလို့ဒီလိုမျိုးလူနေထူထပ်တဲ့နေရာတွေမှာဆိုရင်လေလူနေအိမ်တွေစက်ရုံတွေနဲ့စီးပွားရေးအချက်အခြာကျတဲ့နေရာတွေပျက်စီးလာမယ်ဆိုရင်ဒီ GDP အရပေါ့နော် American dollar 39သိန်းလောက်ဆုံးရှုံးနိုင်တယ်လို့ပြောရတာပါဒီလိုဆိုးဝါးတဲ့အခြေအနေတွေအထိဖြစ်မလာဖို့အတွက်မနီလာမြို့ဟာမှန်လုံရင်ဓာတ်ငွေ့ထုတ်လွှတ်မှုနဲ့မြေအောက်ရေအလွန်ကျွံသုံးစွဲတာတွေကိုရှော့ချတဲ့အစီအစဉ်တွေကိုအစိုးရနဲ့အတူတကွပြည်သူတဦးတယောက်ချင်းစီပါဝင်ပြီးတော့အချိန်မီရှော့ချဖို့လိုနေပြီလို့မြင်ပါတယ်ရှင်ဟုတ်ကဲ့ပါ Sunday with Mindful Pama ဆိုရင်စာဖတ်ဖို့အချိန်မပေးနိုင်တဲ့သူတွေအတွက် YouTube ရဲ့ Spotify ရဲ့ Facebook ရဲ့ကနေပြီးတော့အပတ်စဉ်တနင်္ဂနွေနေ့တိုင်းမှာထုတ်လွှင့်တင်ဆက်ပေးနေတာပဲဖြစ်လို့မလို့နားဆင်နေကြတဲ့သူတွေအတွက်လည်းအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နားဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်နောက်တစ်ပတ် Sunday မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်